Hello everyone, welcome to my channel. Today we will enjoy some fun conversation together. အခုဗီဒီယိုမှာဆိုရင်တော့အမြဲတမ်းစောင့်တော့ကြတဲ့ကလေးနဲ့ဆက်မရဲ့ကြားပြောဆူဆက်ဆက်တဲ့ပုံစံကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်ဆက်လိုက်ရအောင် Why are you late again? Sorry miss, my alarm clock is my enemy. And why are you so dirty? Don't hug me on the way to school. Where is your school bag? At home. It wanted a holiday. Come early tomorrow. Yes, miss. I love the word tomorrow. ဒီဗီဒီယိုမှာဆိုရင်တော့ချစ်စရာပုံစံမျိုးလေးနဲ့ကျောင်းသားအနေမှာဆရာမကိုပြောသွားတဲ့ပုံစံကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်။ Please subscribe to Data 20 Blog YouTube channel for more learning videos. Bye bye.